အားလုံးမင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်ဆရာအကယ်ဒမီဒီယာမိုရဲ့25နှစ်ပြည့်ဂီတခီးမတ်တရ Circle of Music Concept မှာကျွန်တော်က pianist တယောက်အနေနဲ့ပေါင်းဒီခမှာဖြစ်ပါတယ်အခုအဲ့ဒီအတွက်ကျွန်တော် final rehearsal လုပ်ဖို့ဒီကုစုကိုပေါင်းမှာဖြစ်ပါတယ်အဲ့တော့ဒီလိုပါပဲဒီကုစုကိုရောက်ပါတယ်ဒါတော့ဘာလဲတရောချောလို့နှဲလာတယ်ဆိုတော့နှဲချောမှတရောဖြစ်တာวันเนจิลาวันตาจิลาเวเวมยาเกดีโลบาเบရှင်တန်နေခြင်းကအနေအမြင့်မြတ်ရှိနေအောင်မရှုံးနေတယ်ကျွန်တော်ကြာရှုံးနေနေကရှိနေကဘာဒီလာပါခဲနန်းလေးဖြစ်ခံနာလုံးမာတဲ့စေရလာနဲ့ဆိုင်နေဆန်းတော်မင်္ဂလာပါဆန်းတော်ဒီနေ့ဘာလို့ထပ်มาလဲကျွန်တော်ဒီနေ့ဖုတ်မှုတ်ပါမယ်ပြီးလို့ရှိရင်ကြည့်ဖို့ပြပါမယ်ပြောပါမယ်ဒီလိုပဲပါဆရာမျိုးမင်္ဂလာပါမင်္ဂလာပါပြည့်စုံရမယ်လို့ဆရာမျိုးဒီနေ့ဆရာပွဲမှာပါဝင်တီးခတ်มาလည်းမသိဘူးညာတော်တော်ဟိုပါဆယ်လူတီးတဲ့ကောင်းလေးတွေပြင်းနေကြလို့အေးဘူးလေဟေးကလားလေးပါဆရာမင်္ဂလာပါခုနအဝင်မှာတွေ့တဲ့အကိုကြီးပဲစကားတွေလိုက်ပြောနေကြဒုက္ခပြီးကြောက်စင်းရဲ့ကားတော်မောင်လေးဖြစ်ပါတယ်။ဝေးမှာအဲ့ကောင်နောက်လျှောက်ပါအောင်။နားတော့ဘောနေပြပါလေ။我看那种啊，如果不然呢？